ရန်ကုန်မြို့ညတန်းကောင်ရံမြို့ရဲ့အချမ်းသာဆုံးစည်ရင်းဝင်ဦးဖုံးမြက်ရဲ့6ထပ်တိုက်နေအိမ်ကြီးမှာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုစတင်ခဲ့တယ်။အိမ်သားအားလုံးအိပ်ပျော်နေတဲ့အချိန်မှာအိမ်ရှိဧခန်းကကြီးမားတဲ့နရံကမှန်ကြီးစီကနေချစ်ဆိုတဲ့အတန်တွေထွက်လာတယ်။ဦးဖုံးမြက်ရဲ့သားကြီးမင်းသူတယောက်ရေစာလို့အောက်ထပ်ဆင်းလာရင်အဲ့ဒီအတန်ကိုကြားလိုက်ရတယ်။သူဓာတ်မီးနဲ့ထိုးကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လက်ထဲကရေခွက်ဟာချမ်းပြင်ပေါ်ကိုဝုန်းခနဲ့ပြုတ်ကျသွားတယ်။မှန်ပြင်ပေါ်မှာသွေးလိုနီရဲနေတဲ့စာသားတစ်ခုကိုရေးထားတာပါ။မင်းတို့ခိုးယူထားတဲ့ငါရဲ့မျက်နှာကိုပြန်ပေးရမယ့်အချိန်ရောက်ပြီ။အဲ့ဒီစာသားရဲ့ဘေးမှာတော့ရွှေရောင်မျက်နှာဖုံးတစ်ခုရဲ့ပုံစံကိုသွေးနဲ့ဆွဲထားတယ်။မင်းသူ့ရဲ့မျက်နှာဟာပြာနန်းသွားတယ်။အဲ့ဒီမျက်နှာဖုံးကလွန်ခဲ့တဲ့10နှစ်ကသူတို့မိသားစုလောက်ကျန်တက်ဖြတ်ခဲ့တဲ့ပန်းပူပညာရှင်ဦးတုတရဲ့နောက်ဆုံးလက်ရာမဟုတ်လားဘဲသူလဲထွက်ခဲ့စမ်းမင်းသူတုံရင်ရဲနဲ့អော်လိုက်တယ်အဲ့ဒီအချိန်မှာပဲအဲ့အခန်းကပရိဘောကတွေကြားကနေအနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ထွက်လာတယ်သူ့ရဲ့မျက်နှာမှာတော့ရွှေရောင်မျက်နှာဖုံးကိုစွတ်ထားတယ်ထိုလူကစကားတစ်ခုမှမပြောဘဲလက်ထဲကဓားရှည်တဲ့လက်ကိုမြေပြင်ပေါ်မှာတရွတ်တိုက်ဆွဲပြီးမင်းသူစီကိုဖြည်းဖြည်းချင်းရှောက်လာတယ်ဓားနဲ့မြေပြင်ပုတ်တိုက်တန်းကနားထဲမှာစူးရှာနေတယ်မင်းကဥတုတလားမဟုတ်ဘူးသူကတေသွားပြီလေမင်းသူနှောင်းဆုပ်ငင်းလေကားပေါ်ပြေးတက်ဖို့ကြိုးစားပေမဲ့ဓာတ်လေကားတကားကအလိုအလျောက်ပွင့်သွားတယ်ဓာတ်လေကားထဲမှာတော့လွန်ခဲ့တဲ့10နှစ်ကဥတုတတေဆုံးခဲ့စဉ်ကပုံစံအတိုင်းကြိုးဆွဲချထားတဲ့အယုတ်တစ်ခုရှိနေတယ်မင်းသူအော်ဟစ်ပြီးလွှဲပြေးဖို့လှုပ်စင်မှာပဲရွှေရောင်မျက်နှာဖုံးတဲ့လူကသူ့ရှေ့ကိုရောက်လာပြီးမင်းသူရဲ့လဲပင်ကိုအားနဲ့ညှိုက်လိုက်တယ်ပထမဆုံးသွေးကြွေးကမင်းစီကနေစရမှာပဲမင်းသူဖြန့်အိမ်အိမ်လုံးမီးတွေအားလုံးမှောင်ကျသွားတယ်မိနစ်အနည်းငယ်အကြာမှာမီးတွေပြန်လင်းလာတဲ့အခါအဲ့ခန်းထဲမှာမင်းသူမရှိတော့ဘူးနေရာမှာမှန်ပြင်ပေါ်မှာစာသားတစ်ခုထပ်တိုးနေတယ်ပထမဆုံးတစ်ယောက်ပျောက်ဆုံးခြင်းမနက်လင်းတော့ဦးဖုံးမြက်ကသူ့သားပျောက်ဆုံးမှုကိုသိသွားပြီးရဲကိုတိုင်ဖို့လုပ်ပေမဲ့သူ့ဖုန်းထဲကိုဗီဒီယိုဖိုင်တစ်ခုဝင်လာတယ်ဗီဒီယိုထဲမှာမင်းသူဟာမှောင်မဲနေတဲ့မြေအောက်ခန်းထဲမှာတန်ကြိုးနဲ့ချီနွမ်းခံထားပြီးသူ့ရဲ့မျက်နှာပေါ်မှာရွှေရောင်ဆေးတွေလောင်ချထားတာကိုတွေ့လိုက်ရတယ်ဒါဦးတုတရဲ့လက်စားချီပဲဦးဖုံးမြက်တုံရင်နဲ့ရေရွက်လိုက်မိတယ်